မိခင်ရဲ့အသက်ကိုကယ်တင်ဖို့အတွက်အာယက်ဟာကနန်းကြီးနှဲငယ်နဲ့လဲလှယ်ဖို့ငွေကြေးကိုသာလိုချင်ခဲ့ပါတယ်ဒါပေမဲ့သူ့ဝမ်းခွဲကောင်ကနန်းပီပါကိုခြေနဲ့ကန်ချလိုက်ပါတယ်ဦးလေးဖြစ်သူကဝင်ရောက်ဆွတ်ဖက်ခဲ့ရင်မဲ့အာယန်ကိုလုံးဝစိတ်ပြက်စေမဲ့စကားတခွန်းကိုသာပြောခဲ့ပါတယ်ပင်လယ်ထဲမှာသူ့ဦးလေးနဲ့3နှစ်တိုင်တိုင်အလုပ်လုပ်ခဲ့ရပြီးညစ်ပတ်ပြီးခက်ခဲတဲ့အလုပ်တွေအားလုံးကိုလုပ်ခဲ့ရပါတယ်နှစ်စဉ်ပိုက်ဆံ10သိန်းပေးဆောင်ခဲ့ရပေမဲ့ဦးလေးဖြစ်သူကသူ့ကိုတကယ်ကျွမ်းကျင်မှုတစ်ခုမှမတင်ပေးခဲ့ပါဘူးအခုတော့သူမိခင်ဟာအပြင်းထန်နေမကောင်းဖြစ်နေပြီးပင်လယ်စာချို့နဲ့လဲလှယ်ဖို့ငွေကိုသာအလိုရှိနေပါပြီဒါပေမဲ့သူတို့ကအာယန်ကိုရာဇဝတ်သားတယောက်လိုသာဆက်ဆံခဲ့ကြပါတယ်အဲ့ဒီနောက်မှာတော့ဒေါသထွက်လာတဲ့အာယက်ဟာလူတိုင်းရှေ့မှာတင်လက်စားချေဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ဒါကိုကြားတာနဲ့သူ့ဦးလေးကစားကြုံဟောင်းတစ်ခုကိုတိတ်တဆိတ်ထုတ်ပြလာပါတယ်အဲ့ဒါကတော့သူ့မိခင်ကနှစ်ပေါင်းများစွာကအတင်းကျပ်လက်မှတ်ထိုးခဲ့ရတဲ့စီးပွားရေးသဘောတူညီချက်တစ်ခုပါပဲအာယက်ဟာ9နှစ်သက်တမ်းမပြည့်ခင်မှာထွက်သွားခဲ့မယ်ဆိုရင်တန်ငွေကြီးကြီးမားမားပေးဆောင်ရမှာဖြစ်ပါတယ်သူ့မိခင်လိန်လဲလက်စားခံခဲ့ရတယ်ဆိုတာကိုအာယက်ချက်ချင်းပဲသဘောပေါက်သွားခဲ့ပါတယ်ဒါပေမဲ့သူ့ဦးလေးကစီကံချက်အစ်တစ်ခုကိုထပ်မံချမှတ်ခဲ့ပါတယ်ရှားပါးရွှေငါး3កောင်ကို10ရက်အတွင်းဖမ်းမိမှသာထာဝရလွတ်မြောက်ခွင့်ပေးမယ်ဒီရွှေငါးတွေဟာပင်လယ်ထဲကရွှေထက်တောင်ပိုပြီးတန်ဖိုးရှိတယ်လို့ယူဆကြတာကြောင့်နှစ်ပေါင်းများစွာဘယ်သူမှဒီစိန်ခေါ်မှုကိုလက်ခံဖို့မစင်စားခဲ့ကြပါဘူးဒီအချိန်မှာပဲသူ့ဖေပေးခဲ့တဲ့ကြောက်စိမ်းတုံးကရုတ်တရက်လင်းလက်လာပါတော့တယ်အဲ့ဒီထဲမှာဝတ်ထားတဲ့ရွှေရောင်စွမ်းအားကပင်လယ်ထဲကအဖိုးတန်ပင်လယ်စာတိုင်းကိုမှတ်မိနိုင်စွမ်းရှိပါတယ်ဦးလေးဖြစ်သူရဲ့လက်ချက်ကနေလွတ်မြောက်ဖို့အတွက်အာယက်ဟာတညာလုံးသူ့ဖေထားခဲ့ပြက်နေတဲ့လေကိုပိုက်ဆံအကုန်ထုတ်ပြီးပြုပြင်ခဲ့ပါတယ်မနက်ခင်းမှာတော့ရွာတရွာလုံးရဲ့ရှေ့ကနေပင်လယ်ပြင်ကိုထွက်ခွာသွားခဲ့ပါတော့တယ်ဒါပေမဲ့လေကအတော်လေးဝေးဝေးကိုရောက်နေပြီဖြစ်တဲ့အချိန်မှာပဲတဲတဲကနေအတန်တစ်ခုထွက်ပေါ်လာခဲ့ပါတယ်အမျိုးသမီးတစ်ယောက်ဟာသူ့နဲ့အတူလေပေါ်ကိုတိတ်တိတ်လေးလိုက်ပါလာတာကိုအံ့အားသင့်ဖွယ်တွေ့ရှိခဲ့ရပါတယ်သူ့ကိုတယောက်တည်းမထားခဲ့ခြင်းတဲ့အတွက်အာယန်ကသူမကိုပြန်ပို့ဖို့စူးစမ်းခဲ့ရင်မဲ့သူမကလုံးဝညှဉ်းဆန်ခဲ့ပါတယ်သူမရဲ့စကားတွေကြောင့်စိတ်လှုပ်ရှားသွားတဲ့အာယန်ကသူမကိုဘေးကင်းစွာပြန်ခေါ်လာမယ်လို့ကတိပေးခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ရေနက်ပိုင်းမှာထူးဆန်းတဲ့လှုပ်ရှားမှုတစ်ခုကိုသူသတိထားမိလိုက်ပါတယ်သူချက်ချင်းပဲလေကိုလှည့်ပြီးပိုက်ကွန်ကိုပစ်ချလိုက်ပါတယ်ခဏအကြာမှတင်ရွှေငါးတွေဒါဇင်ပေါင်းများစွာဟာပိုက်ကွန်ထဲမှာလူးလို့နေကြပါတော့တယ်သူနဲ့အတူလိုက်ပါလာတဲ့အမျိုးသမီးဟာအလွန်မင်းအံ့အားသင့်သွားခဲ့ပါတယ်ပင်လယ်ထဲမှာတစ်သက်လုံးနေခဲ့ဘူးပေမဲ့ဒီလိုမြင်ကွင်းမျိုးကိုသူမတစ်ခါမှမမြင်ဘူးပါဘူးကန်းဆက်မှာရက်နေတဲ့ရွာသားတွေကတော့အာယက်ဟာလိုင်းလုံးတွေကြားမှာရင်းနှစ်တေဆုံးသွားပြီလို့ထင်နေကြပါတယ်သူ့ဝမ်းခွဲကတော့အစိုးဆုံးခြေနေအတွက်ပြင်ဆင်ထားဖို့သူ့မိကိုပြောဆိုခဲ့ပါတယ်ဒီစကားကိုကြားလိုက်ရတဲ့အခါမှာတော့သူ့မိဟာဝမ်းနဲ့ပူဆွေးလုံးလို့မြေပြင်ပေါ်မှာငိုပြီးထိုင်ချလိုက်ပါတော့တယ်အဲ့ဒီအချိန်မှာပဲအဝေးကနေအာယက်ရဲ့ပြက်နေတဲ့လေဟာဘေးကင်းစွာနဲ့ပြန်လာနေတာကိုအားလုံးတွေ့လိုက်ရပါတယ်သူ့မိကဝမ်းသာအာယက်နဲ့သူ့စီကိုပြေးသွားခဲ့ပါတယ်ဒါပေမဲ့သူ့ဦးလေးကတော့အာယက်လက်ပလာနဲ့ပြန်လာတယ်လို့ထင်မှတ်ပြီးသူ့စာချုပ်ကိုချက်ချင်းထုတ်ယူကအလုပ်ပြန်လုပ်ဖို့အမိန့်ပေးလိုက်ပါတယ်ဦးလေးဖြစ်သူစကားတောင်မဆုံးသေးပါဘူးအာယန်ကလေထဲကပုံကြီးတွေကိုဆွဲထုတ်လိုက်ပါတယ်ပုံထဲမှာတော့တလက်လက်တောက်ပတ်နေတဲ့ရွှေရောင်ငါးတွေနဲ့ပြည့်နေနေပါတော့တယ်အနီးနားကတန်ငါတီတွေအပြေးလွှာရောက်လာကြပြီးဘယ်သူမှသူ့လုပ်ပြနိုင်တာကိုမယုံကြည်နိုင်အောင်ဖြစ်သွားကြပါတယ်သူ့ဦးလေးကိုယ်တိုင်တောင်အံ့အားသင့်လို့အင်မတန်မှတုံးလို့သွားခဲ့ပါတော့တယ်ဒါပေမဲ့သူ့ဝမ်းခွဲကတော့တခြားတစ်ခုခုကိုတန်တရားဝင်နေသေးပါပဲဝမ်းခွဲဖြစ်သူကဦးလေးရဲ့နားကိုကက်ကတစုံတရာကိုတိုးတိုးလေးပြောလိုက်ပါတော့တယ်နောက်တစ်ခါမှာတော့ဦးလေးဖြစ်သူကစာချုပ်ကိုဘေးဖယ်လိုက်ပြီးမတ်တရက်ကအာယန်ကိုတခွန်းချင်းစတင်ပြောဆိုလိုက်ပါတော့တယ်